ဆိုဖာထိုင်ကုန်လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်Amazon မှာတယောက်ထိုင်ဆိုဖာလေးမှာတယ်ပေါ့နော်ထိုင်လို့လေးရတယ်ကရင်လုတ်ပြီးအိတ်လို့လေးရတယ်အမရောက်လာတယ်ပေါ့နော်လူလေးရောက်လာတယ်ကိုစင်ရမယ်နော်လူလေးဖြစ်တယ်နော်ဒီမှာဒီကတ်ထူနဲ့နှစ်ချောင်းကိုစင်ရမယ်စာရွက်လေးကြည့်လိုက်တက်လိုက်ပေါ့နော်ပြီးတော့ပြီးခါနေပြီ4 5 6 Alkia 7 Alkia 7 yoအဲ့မှာကျွန်တော်ညီမလေးကနေတရုပ်ပြပေးမယ်နော်အဲ့လိုထိုင်လို့လည်းရတယ်အဲ့မှာနောက်မီကိုဒီရှေ့ကိုအဆုံးထိဆွဲပြီးတော့မှနောက်ကိုလှန်ချလိုက်မယ်ပြီးတော့ဒီဘက်ခြေရင်းဖက်ပေါ့နော်အဲ့မှာကြိုးစားလေးရှိတယ်အဲ့ဒါကိုဆွဲထုတ်လိုက်မယ်ပြီးရင်အဲ့ဒါကိုအဲ့ဒါဆိုအိတ်လို့ရတော့နော်ဒါဆိုအိတ်လို့ရတော့ကရင်ဖြစ်သွားနောက်ကရာကျွန်တော်တားရဲ့ပကြီးကားတွေအဲ့ဒါကိုကျွန်တော်တို့ဒီခြေရင်းရဟာကိုအဲ့လိုလေးအထဲကိုပြန်ထည့်ထားလိုက်လို့ရတယ်ခုနလှန်ချထားတဲ့နောက်မီကိုအဲ့လိုမျိုးပြန်ထောင်ထားလိုက်လို့ရတယ်အဲ့လိုဆိုရင်ထိုင်ခုံတစ်ခုဖြစ်သွားပြန်မယ်နော်